ကြောင်းစင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR လက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့လာရောက်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝတ်စကားချမစင်သိမ်းတာဘူကောင်ဖက်ကသွေးဒီရစေရှောင်းမပဲဘူး Hey ရေကောင်းတော့တော့ပဲစာမီဝဲစာမီမကေ Hey ရေကောင်းဆိုတော့မြမလေးဆွဲမလျှော့နဲ့ Hey ပထမဆူလဲအရာယူမယ်တော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ Hey နာမည်မျိုးတင်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်ကြိုးစား Don't you say that a penny မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား MYANMAR နော်လင်းချမ်းများနဲ့ shake you set အခိုင်မာ